မင်္ဂလာပါချင်းကြီးကိုတို့ရေနော်အညာမောင်ရှစ်မတက်ယူနဲ့ရှစ်မတက်အပြားနဲ့ကိုတဲ့ဘာကွာတယ်လဲလို့မေးနေကြတဲ့ညီကိုများတော့ဗောနော်အဲ့တော့စီယိုသွေးယိုရှိတဲ့သူတွေတက်ကတော့ကျွန်တော်တို့ကဒီအညာမောင်ရှစ်မတက်ယူအပြားကိုပဲကျွန်တော်တို့ကတော့ညွှန်းကျင်ပါတယ်ကျွန်တော်ကတော့ညွှန်းကျင်နေဗောနော်အဲ့တော့ဒီအင်တော်ရေးဒုက္ခမပြေဝတဲ့သူတွေပန်းစီပန်းကျုပ်ဖြစ်တဲ့သူတွေတိုးလို့မြန်နေတဲ့သူတွေတော့ဗောနော်တိုးကောင်ကြီးအားနေတဲ့သူတွေအကျိုးပိုင်းဆိုင်ရာအားနေတဲ့သူတွေပေါ့လေနော်အဲ့တော့စိတ်သွားတိုင်းကုန်မှာဖြစ်နေတဲ့သူတွေအဲ့လိုလူတွေအတွက်ကိုကြတော့ကျွန်တော်ကညာမောင်ရှစ်မတက်ယူပဲကျွန်တော်ကတော့ညွှန်းကျင်ပါတယ်ခင်ဗျာအဲ့တော့ယူနဲ့ဆေးပြားနဲ့ဘာကွာတယ်လဲဆိုလို့ရှိရင်တော့ကွာခြားချက်ကတော့ဝါတဲ့သူတွေတော့ကတော့ဆေးပြားသည်ဝါတဲ့သူတွေနဲ့စီးကြိုသွေးကြိုရှိတဲ့သူတွေတော့ကတော့အညာမောင်ရှစ်မတက်ယူရှင်းမတက်ယူပဲကျွန်တော်ကရှင်းမတက်ယူအပြားလေးတွေပဲပေါ့နော်ကျွန်တော်ကတော့ညွှန်ပေးချင်ပါတယ်ခင်ဗျာအဲ့တော့ပန်းစီပန်းကျုပ်တို့လို့မြန်အိမ်တော်ရေးဒုက္ခမပြေဝတဲ့သူတွေနော်စိတ်သွားတိုင်းကိုမှဖြစ်တဲ့သူတွေအကျိုးတွေလေးလံထိုင်းမိုင်းနေတဲ့သူတွေအတွက်ကိုတော့အဲ့တော့ကျွန်တော်ကညွှန်ပေးချင်တာကတော့အညာမောင်ရှင်းမတက်ယူပဲမိဝဲကြပါခင်ဗျာအဲ့ဒါလေးလာပြီးရှင်းပြတာပါခင်ဗျာအဲ့တော့ညာမောင်ရှစ်မတက်ယူနဲ့အပြားကတော့ဈေးချင်းကလည်းအတူတူပါပဲခင်ဗျာ15ရက်စာတပူကို28,500ပါခင်ဗျာအဲ့တော့လိုချင်တဲ့ညီကိုများကျွန်တော်ရဲ့ Viber ဖုန်းနံပါတ်9400 9488လေးကိုဆက်သွယ်ရေးမှာယူလိုက်ပါခင်ဗျာ